အားလုံးပဲမင်္ဂလာပါခုမိတွေ့နေရတဲ့တင်ငယ်သားကတော့ passive အမတ်တစိတ်ပဲဖြစ်ပါတယ်ဒီစကလုံးဟာလေတင်စကလုံးမှာဆင်းသက်လာတဲ့စကလုံးဖြစ်ပြီးမှအလယ်မှာစိုက်ထားတဲ့ပစိန်ဟာဆိုရင်လေ great ယဉ်ကျေးမှုတစ်ခုမှဆင်းသက်လာတဲ့အရာဖြစ်ပါတယ်ဒါကြောင့်ဒီအမတ်တစိတ်ကတော့တမန်ဝင်အာနာပြတင်ငယ်သားတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဒီတင်ငယ်သားကို USN နဲ့အောက်လို့တော့ခမ်းမလင်ကွန်ဗိမာန်တော်တွေမှာကျွန်တော်တို့တွေ့မြင်ရပါတယ်ဒါကြောင့်ဒီတင်ငယ်သားရဲ့နောက်ွင်ကတမန်အမှန်တရားများကိုအစဆုံးရှင်းပြပေးတော့မှာမို့ဆုံးထိလိုက်ကြည့်ဖို့ရန်အတွက်ဖိတ်ခေါ်လိုပါတယ်။တင်တင်ကဲသားရဲ့ဖွဲ့စည်းပုံကိုကြည့်တဲ့အခါမှာတိတ်တာတုံးချုံများကိုကျိုးနေနဲ့စုချီထားတာကိုတွေ့ရပြီးမှအလယ်မှာပစိန်တလက်စိုက်ထားတွေကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ဒါကတော့ယောမခိ PC 909 AD 486ယောမတမ်တနိုင်ငံနဲ့ Empire ခေတ်တွင်မှာအစစ်မြစ်တရားသူကြီးနဲ့ကောင်စီဝင်များလမ်းလျှောက်ရာတွင်ရှေကနဲ့လမ်းရှင်းပေးရပြီးမှလီတာဟုခေါ်တဲ့တဲ့တော်ဆောက်ရဲမဲ့များက fencing ကိုပကိုးထမ်းပြီးမှလိုက်ပါပေးရတာဖြစ်ပါတယ်အဲ့ခေတ်မှာကောင်စီဝင်တို့ဦးမှာလိန်တာ12ဦးတာရှိပြီးမှစိတ်ပုတ်ချုပ်ဆူလာကောင်စီဝင်ဖြစ်လာတဲ့အခါမှာ24ဦးအထိထားရှိလာခဲ့ရပါတယ်။အဲကြောင့်ဒီဆူလာကတော့စိတ်တိုက်ရတွေမှာသူဟာအလွန်အောင်မြင်ပြီးမှကျွမ်းကျင်တဲ့သူကြောင့်ဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးမှာကောင်စီဝင်ဖြစ်လာရခြင်းဖြစ်ပါတယ်။သူဟာအာနာရှင်စနစ်ကိုဆက်လက်ပြီးမှထိန်းထားသူလည်းဖြစ်ပါတယ်။ထိုကိဖန်စင်ရဲ့တင်ငယ်သားရဲ့အသိပင်မှာစီလုံးချင်းမှရရှိသောအင်အားဖြစ်ပြီးမှတုံးချောင်းတစ်ချောင်းတည်းဖြစ်ပါကချိုးဖြတ်နိုင်ပြီးမှစုစည်းချင်အောင်ထားပါကမချိုးဖြတ်နိုင်ဟုသောအသွေးကိုအဆိုပြုထားခြင်းဖြစ်ပါတယ်။နောက်အသိပေကအစိုးရဒါမှမဟုတ်တရားစီရင်ပိုင်ခွင့်ဖြစ်ပြီးမှပြည်မှုကျွန်းလွန်လာပါကဒုက္ခိရန်နေနိုင်ပြီးမှပြည်မှုကြီးလေးပါကဒီပစင်ဖိကွဲ့မြတ်နိုင်ကြောင်းတေတံပင်နိုင်ကြောင်းကိုကိုစားပြုထားခြင်းဖြစ်ပါတယ်။ရောမအင်ပါယာခေတ်မှာဒီတိတုံးတဲ့ပစင်များမှာကန့်သက်ချက်တစ်ခုစီရှိပါတယ်။ဒါကတော့ယောမမြို့ပင်ဒါမှမဟုတ်စစ်ပွဲအတွင်းနဲ့သာဒီဖန်စင်ထဲမှာပစင်ကိုထည့်ခွင့်ရှိပြီးမှယောမမြို့တော်အတွင်းထည့်ခွင့်မရှိပါ။ဘာကြောင့်ထည့်ခွင့်မရှိရလဲဆိုရင်ဒါကတော့ယောမပီတူများကိုအလွယ်တကူမစင်ရန်နဲ့ကာကွယ်ရန်ဖြစ်တဲ့အရာကိုအဆိုပြုထားခြင်းဖြစ်ပါတယ်။ကန့်သက်ထားခြင်းဖြစ်ပါတယ်။ဒါကြောင့်ယောမအာနာရှင်တို့ကျင့်သုံးခဲ့တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ဒီတင်ငယ်သားဟာအာနာရှင်တင်ငယ်သားတခုဖြစ်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီတင်ငယ်သားကိုပြန်လည်တဖန်အသက်သွင်းလာခဲ့ကြပါတယ်။1890ခုနှစ်ရှေ့ဟောင်းတိုးတက်နာပညာရှင် Isaac Color Fencing ကအီတလီနိုင်ငံပီတူနီးယားမြို့ရွာငယ်လေးတရွာမှာတင်ကျန်းတွင်မှဒီ fencing ကိုတုတ်ချောင်းနဲ့ပစင်ငယ်တစ်ခုကိုတုတ်ဖို့ရရှိခဲ့ရပြန်ပါတယ်။ဒါကြောင့်ဒါကတော့ BC 900ရာစုခန့်ကအုပ်ချုပ်သူတွေရဲ့အာဏာပြပျက်စီးတစ်ခုဆိုတာသိရှိခဲ့ရပါတယ်။အဲကြောင့်1919ခုနှစ်မှာအီတလီအနာရှင်ပီနီတူမိုဆိုလိုနီကသူ့ရဲ့နိုင်ငံရဲ့ပါတီတစ်စိတ်မှာဒီတင်ငယ်သားကိုအသုံးပြုလာခဲ့ပါတယ်။ဒီအသုံးပြုလိုက်ရတဲ့ရည်ရွယ်ချက်ကလည်းရောမအင်ပါယာ၏ကြီးကျယ်ခမ်းနားမှုကိုပြန်လည်အသက်သွင်းရန်ရည်ရွယ်ပြီးမှဒီတစ်စိတ်ကိုကျင့်သုံးလာရခြင်းဖြစ်ပါတယ်။နောက်ပိုင်းဟစ်တလာတောင်ဒီရဲ့အရာတွေကိုခံယူသုံးစွဲလာခဲ့ပါတယ်။ဒါကြောင့်ဒီတင်ငယ်သားဟာအာနာရှင်ဖိနှိမှုပြရုပ်ဖိချောင်းကိုကဘာကပုံမတည်ရှိလာရတာဖြစ်ပါတယ်။ဆက်လက်ပြီးမှဒီတစိမ့်ဟာဗြိတိရှမြောက်အမေရိကရှိကိုလိုနီလက်ထက်ကိုလည်းပြန်လည်ရောက်ရှိလာခဲ့ရပြန်ပါတယ်။ဒါပေမဲ့ဒီအမတ်တစိမ့်ကိုကိုလိုနီများကိုဆက်ကျင်ရန်နဲ့စင်းလုံးညီညွတ်မှုမှတဆင့်ခွန်အားကိုရည်ညွှန်းပြီးမှဗြိတိရှအုပ်ချုပ်မှုကိုဆက်ကျင်ခဲ့ရပြန်ပါတယ်။အောက်ဒီတင်ငယ်သားကိုပင်တိနိုင်ငံ1989ခုနှစ်ပင်တိတော်လှန်ရေးပြီးချင်းလူလက်ချင်းနဲ့စီလုံးချင်းကိုကိုစားပြုပြီးမှဒီ fencing တင်ငယ်သားကိုပြန်ပြီးမှအသုံးပြုခဲ့ပါတယ်။ဒါကြောင့်ပင်တိနိုင်ငံကူလက်မှတ်တရားဝင်အမျိုးသားတစိတ်ချင်းတဲ့ကောင်းပေါ်အလက်ဘဟုမှအထင်ရှားရှိနေခဲ့ရတာဖြစ်ပါတယ်။နောက် USN ပြည်ထောင်စုလွတ်လပ်ရေးရပြီး1982ခုနှစ်နိုင်ငံတော်ဖွဲ့စည်းတင်ထောင်ချိန်မှာစတင်အသုံးပြုလာခဲ့ရပြန်ပါတယ်။ဒါကြောင့်ဒီ fencing တင်ငယ်သားကို American လို့တော်ခမ်းမဩက္ကဋ္ဌထံသည့်စင်မစ်နောက်ခံနိုင်ရန်ဝဲရတွေမှာကျင်းညူရောင်နဲ့ fencing တစ်ခုကိုတွေ့ရတာဖြစ်ပါတယ်။ Washington DC Abraham Lincoln ကြောက်ရွံ့ထုတ်ကြီးထံသည့်ခုံ၏လက်ရန်တစ်ဖက်မှာလည်းတွေ့ရတယ်လို့စင်းနေလူတော်ရဲ့တစိမ့်တုံးတွေမှာလည်းကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်ခုတင်ငယ်သားဟာငင်းချမ်းရင်းနဲ့မိမိကိုယ်ကိုကာကွယ်ဖို့ရန်ဥပဒေစိုးမိုးရန်အတွက်ဆိုပြီးမှ facet တင်ငယ်သားကိုအသုံးပြုလာရခြင်းဖြစ်ပါတယ်။အာနာရှင်ကိုပြတဲ့မဟုတ်ဘဲနဲ့ငင်းချမ်းရင်းအတွက်ဆိုပြီးမှအသုံးပြုရခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီတုတ်ချောင်းတွေဟာစစ်မဲ့ရဲရနဲ့အသစ်ပင်စင်ထားမှုနဲ့တရားဥပဒေစိုးမိုးရေးကိုအဆိုပြုထားတာဖြစ်ပြီးမှခုမိတွေ့နေရတဲ့တ
တန်လွင်ခန့်ဆိုရင်ငင်းချမ်းရင်ကိုပုံဆောင်ထားခြင်းဖြစ်ပါတယ်ဒါကတော့ US and American တို့ရဲ့သုံးဆွဲတဲ့တကယ်သားရဲ့အတိတ်ပဲဖြစ်ပါတယ်ဒါကြောင့်သားဆရာကောင်းတဲ့ဗီဒီယိုများကိုဆက်လက်ကြည့်ရှုနိုင်ဖို့ရန်အတွက် like and subscribe နောက်ပြီးဘေးနားက notification လေးကိုလည်းနှိပ်သွားပေးဖို့ရန်အတွက်ဖိတ်ခေါ်လိုပါတယ်